ဘယ်လောက်မိုးသီးမိုးပေါင်းဘယ်လောက်ကြီးတော့မကြီးတော့ဆိုတော့အဲ့ဒီမိုးတစ်ပေါက်မှန်ရင်မြေကြီးအခေါင်းကြီးဖြစ်သွားတယ်အဲ့ဒီလောက်ပြင်းထန်တဲ့ကောင်းကင်ကနေပြီးတော့မိုးလက်နဲ့တိုက်ပြီးတော့ဘုရားလောင်းတော်ကိုရွာချတော့ပြုံမိုးနဲ့ဒီနေ့သာသွတ်တာဟောတော့ဘုရားလက်ထက်ကသွတ်မရှိလို့သွတ်တာရှိရင်မရတဲ့ရေနန်းကြီးလို့ခံနိုင်မှာတော့မဟုတ်ဘူးအခုကိုသွတ်ပေါ်ကြတဲ့ဒီရေပေါက်တန်တော်မှသွတ်တန်ကဆူးနေတာပဲဆိုမနက်ရွာချတဲ့မိုးဟာမြေကြီးတောင်မှအပေါက်ကြီးတွေဖြစ်အောင်မိုးသီးမိုးပေါက်ကအဲ့လောက်ကြီးကြီးတာလေအဲ့ဒါခေါင်းပေါက်ကြီးပြီးတော့ဟာဒီလောက်ဆိုရင်တော့ဖြင့်ဘုရားလောင်းတော်တော့သေလောက်ပြီဆိုပြီးတော့အဲ့ဒီမိုးလက်နဲ့ရန်လဲရပြီးတော့ကြည်လဲကောဘုရားတိုက်အလောင်းတော်ရဲ့သင်္ကန်းခြီးစားလေးတောင်မှမိုးမစိုးဘူးတဲ့ဒီလိုပြည့်လဲမရပါလားတော်တော်ကောင်းပါတာပဲနာဘာထပ်ပြည့်ရကောင်းလို့ဆိုလို့ရှိရင်ကြောက်ခဲမိုးဘာမိုးလဲအေးကြောက်ခဲမိုးတွေရွာတဲ့ကောင်းငင်ကနေပြီးတော့ရွာချလိုက်တဲ့ကြောက်ခဲမိုးတွေဟာအခေါ်လျံနေထွင်ပြီးတော့တလုံးကိုဘလောက်လောက်ရှိလို့ဆိုရင်အိမ်လုံးနေလောက်ရှိတယ်တဲ့အဲ့ဒီလိုအခိုးတွေထွက်နေတဲ့အိမ်လုံးလောက်ရှိတဲ့ကြောက်ခဲမိုးကြီးတွေကိုမာနသားကပြေးသားကောင်းငင်ကနေပြီးတော့ရွာချတဲ့အာရအောင်ရွာချလို့ပြီးတဲ့အခါကျတော့ဒီလောက်ဆိုရင်တော့သေလောက်ပြီသိတ္တထတော့ကြောက်ခဲမိုးရွာတာရပ်ပြီးတော့ကြည်လဲကောဘေးသားတည်းအဲ့ဒီမာနရွာချလိုက်တဲ့ကြောက်ခဲလုံကြီးတွေကနတ်ပန်းကုံကြီးတွေနတ်ပန်းလုံကြီးတွေဖြစ်ပြီးတော့ဘုရားလောင်းတော်ရဲ့အနားမှာလာပြီးတော့စုပုံပြီးတော့ကြလာတယ်ဟာငါပြစ်လိုက်တော့ကြောက်ခဲလုံးကြီးတွေပါဘယ်နဲ့ပြစ်လို့ကိုနတ်ပန်းကုန်းတွေနတ်ပန်းလုံးကြီးတွေဖြစ်ကိုလည်းမသိမကျေနပ်ဘူးကထမ်းရွာမယ်ကွာဘာရွာတော့ဆိုရင်ပြေးတတ်တယ်လက်နဲ့မိုးရွာတယ်ဘာမိုးတယ်လဲလက်နဲ့မိုးတယ်ကောက်ပင်ကနေပြီးတော့အသွားနှစ်ဖက်ရှိတဲ့ဓာတ်လက်နဲ့မျိုးတွေမိုးရွာချသလိုပဲတဲ့ကောက်ပင်ကနေပြီးတော့မနက်ကဖန်သေးပြီးတော့လက်နဲ့မိုးရွာတယ်အလောင်းတော်ရဲ့ပါရမီခုံကြောင့်လက်နဲ့တေဟာမြတ်၄ပါးရှင်းကဲသို့ဖြစ်ကုန်တယ်တဲ့ဗျာ